Dhamma le yotan lai ma chu su ba I na sin du dai sai chuan da ko chan ma ba ze be yan khat tai kin yin cha ba ze a long mingala apaung ne pi zong ma zeအသက်ကြီးလာတဲ့အခါသားသမီးကိုဘလောက်ပဲချစ်ချစ်ဒီအချက်6ချက်ကိုကိုစားဝင်မလုပ်ပေးပါနဲ့အချိန်လွန်မှနောင်တရမသွားပါစေနဲ့ဓမ္မလိုက် channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဘဝမှာဝီရောဒီဖြစ်เสียအချက်တစ်ခုရှိပါတယ်လူအများစုကအသက်ကြီးလာမှတတိထားမိတတ်ကြတာကတော့သားသမီးကိုဗီဇအတိုင်းတနာချစ်ခင်လေးလီသားသမီးကိုမရည်ရွယ်ပန်းနဲ့ပိုးပြီးဒုက္ခရောက်စေလေးလီဆိုတာပါပဲအထူးသဖြင့်နေမင်းချင်းလွတ်ခေါ်တဲ့အသက်အရွယ်ကိုရောက်လာတဲ့အခါမိဘအများစုကကိစ္စအဝဝကိုကိုယ်တိုင်ပဲပိုက်ထွေးထားပြီးသားသမီးအတွက်တစ်ဖက်တစ်လမ်းကနေဝင်ပြီးရုန်းကန်ထမ်းဖို့ပေးတာဟာသူတို့အတွက်ကောင်းတယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုလှုပ်ပေးလိုက်တာတွေထဲမှာတစ်ခါတလေကြောင့်ရင်ဖုံးကွယ်ထားတဲ့ဘီဥပဲတစ်ခုရှိနေတတ်ပါတယ်။သားသမီးတွေဟာကိုယ့်ခြေထောက်ဖို့ကူရက်ဖို့မတင်ယူနိုင်တာတာဝန်ယူရခေါင်းမှန်မသိတာနဲ့စူးစမ်းအားထုတ်မှုရဲ့တန်ဖိုးကိုနားမလည်တာတွေဖြစ်လာစေပါတယ်။တချို့မိဘတွေဆိုရင်သားသမီးကိုချစ်လွန်းအားကြီးတာကြောင့်အရာရာကိုတီးကန်ပြီးစသေးခံကြပါတယ်။ကျမ်းမာရေးကစလို့အချိန်တွေထိနောက်ဆုံးအသက်ကြီးလို့အေးအေးဆေးဆေးနေရမယ့်အရွယ်မှတော့အနားမယူနိုင်ကြပါဘူး။သူတို့ကကိစ္စအရာရာကိုကိုစားဝင်လုပ်ပေးတယ်။ပူပင်တော့ကမှန်သမျှကိုဝင်ထမ်းပေးတယ်။နောက်ဆုံးသားသမီးကလှုပ်လိုက်လို့ဖြစ်လာတဲ့အကျိုးဆက်ဆိုးကျိုးတွေကိုတောင်ဝင်ပြီးခံယူပေးဖို့အသင့်ဖြစ်နေကြပါတယ်။ဒါပေမဲ့သူတို့မတိလိုက်တာတခုကအဲ့ဒီလိုအဆက်ဆက်အရာရာပြည့်စုံအောင်ဖြည့်ဆည်းပေးလိုက်တာကပဲသားသမီးတွေကိုဘဝရည်စည်းကြောင်းထဲမှာလှုပ်ရှားမှုမရှိသူသူတစ်ပါးကိုမှီခိုသူကိုရီကိုသွေးညံပြင်းသူတွေထစ်သွားစေတယ်ဆိုတာပါပဲ။ရှေးလူကြီးတွေဆုံးမခဲ့ပါတယ်။ကျွေးမွေးပြုစုပေးမယ်မဆုံးမရင်မိဘရဲ့အကိဆုံးမပေးမယ်တိကျပြတ်သားမှုမရှိရင်ဆရာရဲ့ပေါ့လျော်မှုတဲ့ကျွေးမွေးပြုစုပြီးမတွင်တင်တာကမိဘတွေရဲ့အမားပါတင်ကြားပြသပေးမယ်တိကျမှုမရှိတာကဆရာဖက်သူရဲ့တာဝန်ပြက်ကွယ်မှုပါအဲ့ဒီလိုတွင်တင်ဆုံးမရဲ့နေရာမှာမာထန်ထန်ချိန်ဖြောက်ပြောဆိုတာမျိုးမဟုတ်ပေတင့်တော်တဲ့အချိန်မှာသားသမီးကိုသူ့အလိုလိုရှောင်လန်းတတ်အောင်ကိုယ်တိုင်လဲကျတတ်အောင်ကိုယ်တိုင်ကြီးပြင်းလာအောင်လက်လွတ်ပေးလိုက်ဖို့လိုအပ်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့လူကြီးမိဘတွေအနေနဲ့သားသမီးအစားဝင်ပြီးမလုပ်ပေးတဲ့အချက်6ချက်ကိုအတူတကွလေ့လာကြည့်ကြပါမယ်။ဂရုမစိုက်တာမျိုးမဟုတ်ပဲသားသမီးကိုနီးလန်းမှန်တဲ့ချစ်တတ်မှသာရေရှည်အတွက်ကောင်းမွန်ပြီးဉာဏ်ပညာအရှိဆုံးချစ်ချင်းမြတ်တာဖြစ်ပါလိမ့်မယ်။အချက်1သားသမီးအစားအကျိုးဆက်မှန်သမျှကိုဝင်ပြီးခံစားပေးခြင်းမိဘလုပ်သူလည်းအတွေ့အများဆုံးအမှားတစ်ခုကတော့သားသမီးအစားအခက်အခဲရင်ဆိုင်ဖို့အမြဲအသင့်ထင်နေတာပါပဲ။သားသမီးအမားလုပ်ရင်မိဘကထွက်ပြီးတောင်းပန်ပေးတယ်။သားသမီးပြဿနာတက်ရင်မိဘကဖြေရှင်းဖို့နီးလန်းရှာတယ်။သားသမီးကြရှုံးရင်မိဘကပဲဗျာများပြီးအကျိုးဆက်ကိုဝန်ထမ်းပေးတယ်။ဘဝရဲ့အသေးအဖွဲအမားလေးတွေကနေအလုတ်အကုံအိမ်တော်ရေးနဲ့ငွေကြေးဆိုင်ရာကြီးမားတဲ့ကြရှုံးမှုတွေအထိအကယ်၍မိဘကသာအမြဲတမ်းရှေ့ကထွက်ပြီးလိုက်ရှင်းပေးနေမယ်ဆိုရင်သားသမီးတွေဟာဘယ်တော့မှတာဝန်ယူမှုဆိုတာကိုသင်ယူနိုင်တော့မှာမဟုတ်ပါဘူး။သားသမီးကိုချစ်တာကဖြီးစားပါဒါပေမဲ့သားသမီးအတွက်အကျိုးဆက်တွေကိုအမြဲလိုက်ရှင်းပေးနေတာကတော့သားသမီးရဲ့ပျော့ညံ့မှုတွေကိုအားပေးအားမြောက်ပြုနေတာနဲ့တူပါတယ်ရှေးလူကြီးတွေပြောဖို့တဲ့စကားရှိပါတယ်ကြားတိုက်ထဲမဝင်ရင်ကြားကလေးကိုဘယ်ဖိုင်းမိမလဲတဲ့ဆိုလိုတာကကြားလူကူထဲမဝင်ရင်ကြားကလေးကိုဘယ်လိုလုပ်ရနိုင်မလဲပေါ့လူငယ်တွေကကိုယ့်ခြေထောက်ပေါ်ကိုရက်တီတတ်ဖို့အတွက်နာကျင်စရာလဲကြမှုတွေကိုကြုံတွေ့ဖို့လိုအပ်ပါတယ်စိတ်ရောကိုယ်ပါရင်းချက်လာဖို့အတွက်လက်တွေ့ကြတဲ့သင်ခန်းစာတွေလိုအပ်ပါတယ်။အကယ်၍မိဘကလိုင်းတန်လေးတန်မှန်သမျှကိုအမြဲတမ်းကာကွယ်ပေးနေမယ်ဆိုရင်သားသမီးတွေဟာဘေးကင်းလုံခြုံတဲ့နယ်မြေထဲမှာပဲခိုကပ်နေတတ်တယ်။ရဲရဲဝံ့ဝံ့မလုပ်ရဲတာအမားမပြင်းတတ်တာနဲ့ကိုယ်တိုင်ပေးဆက်ရတဲ့သင်ခန်းစာတွေရဲ့တန်ဖိုးကိုနားမလည်တာတွေဖြစ်လာပါလိမ့်မယ်။တချို့မိဘတွေအသက်ကြီးလာတဲ့အခါသားသမီးအစားအကျွေးတွေဝင်ဆက်ဖို့တစ်ချိန်ပြီးတစ်ချိန်အားကုန်ယုံကြပါတယ်။သားသမီးအစားဝင်ပြီးအပြောဆိုခံကြပါတယ်။ဂုံတိတ်ခါတွေငွေကြီးတွေနောက်ဆုံးသားသမီးစိတ်ချမ်းသာဖို့အတွက်ကျမ်းမာရေးကိုပါစစ်တေးခံကြပါတယ်။ဒါပေမဲ့သူတို့မိတ်နေကြတာက
လူတစ်ယောက်ဟာကိုယ်တိုင်လှုပ်ခဲ့တဲ့အကျိုးဆက်ကိုကိုယ်တိုင်ရင်ဆိုင်ရတာမျိုးမရှိဘူးဆိုရင်ဘဝရဲ့ကန့်သက်ချက်နဲ့တာဝန်ယူမှုဆိုတာဘာလဲဆိုတာဘယ်တော့မှနားမလည်လာမှာမဟုတ်ပါဘူး။ပြောင်းပြန်တာအဖြစ်သူတို့ကအမြဲတမ်းသူတို့အစားဝင်ခံမဲ့သူရှိတယ်လို့ထင်သွားပြီးအမားတွေကိုစက်ကကျူးလွန်ကြပါလိမ့်မယ်။အသက်ကြီးလေအမားကြီးလေဖြစ်လာပါလိမ့်မယ်။ဉာဏ်ပညာရှိတဲ့သူဟာသားသမီးကိုအခက်အခဲတိုင်းကနေလိုက်ကယ်နေတဲ့သူမဟုတ်ပါဘူး။အချိန်တန်တဲ့အခါသားသမီးကိုကယ်တင်တတ်အောင်ရက်တန်ပေးရမယ့်အချိန်ကိုသိတဲ့သူသာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါအကယ်၍သင်ကသားသမီးရဲ့အချိုးဆက်တွေကိုအတင်းဖတ်သွဲပြီးဝင်ထမ်းပေးနေမယ်ဆိုရင်သင်ရဲ့ခန္ဓာကိုယ်ပင်ပန်းနွားနဲ့ယုံတာမကသားသမီးကိုပါအမောင်ထဲမှာစမ်းတဝါဝါနေထိုင်စေပြီးရင့်ကျက်မှုမရှိဘဲလေးစားလိုက်နာရမယ့်အစည်းကမ်းပေါင်းကဘာလဲဆိုတာမသိတဲ့သူဖြစ်သွားစေပါလိမ့်မယ်။သားသမီးကိုကိုယ်တိုင်လုပ်ခဲ့တဲ့အကျိုးဆက်နဲ့ကိုယ်တိုင်ရင်ဆိုင်ပါစေ။အဲ့ဒါကဂယုမဆိုင်တာမဟုတ်ပါဘူး။ဘယ်เจ้าမှတင်မပေးနိုင်တဲ့တန်ဘူးကြီးမှလည်းဘဝသင်ခန်းစာကိုပေးတာပါ။ဒါကိုစောသတိထားမိလေမိဘတွေပိုပြီးစိတ်အေးချမ်းသာနေရလေဖြစ်လိမ့်မယ်။သားသမီးလည်းမှန်ကန်စွာရင့်ကျက်လာလေဖြစ်လိမ့်မယ်။နှစ်အကျဉ်ဆိုးတွေကိုဖုံးကွယ်ပေးခြင်းသူစိမ့်တွေရှိမှသားသမီးဘက်ကကာကွယ်ပြောဆိုခြင်းဒီလိုမိဘတွေမနှဲပါဘူး။သားသမီးကိုချစ်လွန်လို့အချစ်ကန်ကုန်ကြတာပါ။ကိုသားသမီးအမားရှိမှန်အပြစ်ရှိမှန်သိရနဲ့တချို့ဆိုရင်သူတစ်ပိုင်းစိတ်အနှောက်အယှက်ချစ်စေမယ့်အကျဉ်ဆိုးတွေရှိနေတာတောင်မှတယောက်ကဝေဖန်ထောက်ပြလိုက်ရင်ချက်ချင်းပဲရှေ့ကထပ်ပြီးကာကွယ်ပြောဆိုကြပါတယ်။သူကရည်ရွယ်ချက်မရှိပါဘူး။အခြေအနေကပေးလို့ပါ။ငါအိမ်ကကိစ္စငါဆုံးမပါမယ်ဆိုပြီးတော့လေတဖြည်းဖြည်းနဲ့သားသမီးတွေမှာမိခိုတက်တဲ့စိတ်ပေါက်ဖွာလာပါတယ်။အမားလက်ရင်မကြောက်တတ်တော့ပါဘူး။အတိတ်ပင်မရှိတာတွေဖြိုးရင်လည်းမရှက်တတ်တော့ပါဘူး။မိဘကရှေ့ကထပ်ပြီးဖြည့်ရှင်းပေးမယ်ဆိုလေအတိနဲ့စီးလွတ်ဝါလွတ်နေထိုင်လာကြပါတယ်။ဖုံးကွယ်ပေးတယ်ဆိုတာချစ်တာမဟုတ်ပါဘူး။ကာကွယ်ပြောဆိုတယ်ဆိုတာစောင့်ရှောက်တာမဟုတ်ပါဘူး။စန့်ကျင်ဘက်အားချင်းအဲ့ဒါကခလီတယောက်ရဲ့စိတ်ထဲမှာလွဲမနေတဲ့အတ္တကိုမွေးမြူပေးလိုက်တာထပ်ပြီးအမားနဲ့အမှန်ကိုမခွဲခြားတတ်အောင်အကျိုးဆက်နဲ့တာဝန်ယူမှုကိုသင်ခန်းစာမယူတတ်အောင်လုပ်လိုက်တာပါပဲပြင်ပလူတွေကသားသမီးကိုအဖြစ်မတင်ပဲမိဘကိုပဲအဖြစ်တင်ကြပါလိမ့်မယ်အလိုလိုက်ပြီးအချစ်ကမ်းခဲ့တဲ့အတွက်အကျင့်ဆိုးတွေကိုအားပေးအားမြောက်လုပ်ခဲ့တယ်လို့မြင်ကြပါလိမ့်မယ်ရှေးလူကြီးတွေဆုံးမပါတယ်ကျွေးမွေးပြုစုပေးမဲ့မဆုံးမရင်မိဘရဲ့အပြစ်ဆုံးမပေးမဲ့တိကျပြတ်သားမှုမရှိရင်ဆရာရဲ့ပေါ့လျော့မှုမိသားစုထဲမှာမိဘဟာပထမဆုံးသောဆရာသမားပါအကယ်၍သားသမီးရဲ့အမားကိုတဲ့အထိုးကြီးဖို့တတ်သိမရှိရင်သားသမီးမှားတဲ့အခါပြင်ပလူတွေရဲ့ဝေဖန်ထောက်ပြမှုကိုလက်ခံကိုတတ်သိမရှိရင်ဒါဟာသားသမီးရဲ့ကိုပြင်ဆင်ပြောင်းလဲမဲ့တကားပေါက်ကိုပိတ်ချလိုက်တာနဲ့အတူတူပါပဲအသက်ကြီးတဲ့မိဘတော်တော်များများကသားသမီးရဲ့စားဂုံတိတ်ချာကိုထိမ့်သိမ့်ပေးတဲ့အကျင့်ရှိနေတော့မှာပဲအပြင်ရောက်ရင်ဘသူကကိုသားသမီးကိုအပြစ်ပြောချက်ချင်းတော်သားထကြပါတယ်ဘသူကသားသမီးရဲ့အမားကိုထောက်ပြသူတို့ကတော့မလိုတမာစိတ်နဲ့ပြောတယ်လို့ထင်ကြပါတယ်ဒါပေမဲ့အမှန်တရားကတော့ပြောင်းပန်ပါပဲထောက်ပြဝေဖန်တဲ့သူကဂယုဆိုင်လို့ပြောတာပါဘသူကမှဘာမှမပြောဘဲနှုတ်ဆိတ်ပြီးမျက်နှာလွှဲသွားကြပြီဆိုရင်အဲ့ဒီအချိန်ဟာသားသမီးအနေနဲ့သူတစ်ပါးရဲ့စိတ်နှလုံးထဲမှာနေရာတစ်ခုတကယ်ပျောက်ဆုံးသွားတဲ့အချိန်ဖြစ်ပါတယ်ဖခင်တယောက်မိခင်တယောက်အနေနဲ့အမျော်မြင်ရှိတယ်ဆိုတာသားသမီးကိုပြင်ပလူတွေကနေတုံ့ပြန်တဲ့မှုတွေကိုရင်ဆိုင်ခွင့်ပေးရတာဖြစ်ပါတယ်ကိုပြင်ဆင်ဖို့အတွက်အမားကိုဝန်ခံရဲတာသားသမီးကိုတာဝန်ကိုယူတတ်အောင်တင့်တော်တဲ့အချိန်မှာနှုတ်ဆိတ်နေပေးရဲတာမျိုးရှိရပါမယ်ဒီလိုမှသာသားသမီးဟာမှန်ကန်စွာနေထိုင်တတ်ပြီးနှိမ်ချတတ်ကရင်ကျက်သူအချစ်ရှင်းထန်နိုင်မှာဖြစ်ပါတယ်အကျင့်ဆိုးကိုဖုံးကွယ်ပေးတာလူတွေရှိမှကာကွယ်ပြောဆိုပေးတာတွေဟာချစ်တာတို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဒုက္ခပေးနေတာဖြစ်နေတတ်ပါတယ်အသက်ကြီးလာတဲ့အခါကိုယ့်ရဲ့တရားမျှတမှုနဲ့တတိရှိမှုတွေကိုသားသမီးမြင့်မိတဲ့အတွက်စံကြော်ဖြစ်အောင်နေကြပါစေသားသမီးကိုချစ်ရင်တာဝန်ယူတတ်အောင်သင်ပေးပါသားသမီးဖန်တီးလိုက်တဲ့အမားတွေကိုလိုက်ပြီးဖာထဲပေးဖို့မကြိုးစားပါနဲ့ရင်ကျက်မှုဆိုတာအမားကိုဝန်ခံရတာကနေစတင်ပြီးမိဘရဲ့ဉာဏ်ပညာရှိမှုဆိုတာလိုအပ်တဲ့အချိန်မှာနောက်ဆုတ်ပေးတတ်တာကနေစတင်ပါတယ်၃အိမ်မှုကိစ္စတွေကိုကိုယ်တာဝန်လို့သဘောထားပြီးအကုန်သိမ်းကျုံလုပ်ခြင်းအသက်ကြီးတဲ့မိဘတွေကြားမှာအတွေ့များတဲ့သားသမီးချစ်ပုံချစ်နည်းတစ်မျိုးကတော့သားသမီးအတွက်အိမ်မှုကိစ္စမှန်သမျှကိုတိတ်စိတ်ဝင်ပြီးထမ်းဖို့ပေးတာပါအဲ့ဒါကိုကိုယ်တာဝန်လို့သတ်မှတ်ထားကြပါတယ်သားသမီးအလုပ်ထွားရင်ပင်ပန်းလာမှာဆိုလို့မိဘတွေကတမျက်စည်းလွဲချက်ပြုတ်လျော်ဖော့အကုန်လုပ်ပေးပါတယ်သမီးကမီးထင်းရတာအလုပ်ရှုပ်နေတော့အမေတို့ကြီးကမီးကိုဝင်ရှင်းလင်းပကံဆေးတအိမ်လုံးကိုလိုက်ပြီးတင်းစီးပေးပါတယ်သားကအလုပ်တွေများလို့ငိမ့်ရင်အဖေအိုကြီးကလျှက်စစ်ပလျက်စီတွေပြင်ပေးခေါင်းမိုတော်တက်ပြီးပြဲစရာရှိတာပြင်ပေးပါတယ်မနက်အစောစီးကလေးက
နာမည်မရှိတဲ့အိမ်မှုကိစ္စတွေနဲ့လုံးပိုက်နေလိုက်တာညံ့နှက်မှာပဲအနားရပါတော့တယ်ငယ်ဘဝတုန်းကကလေးမွေးပြီးပြုစုရတဲ့နှစ်ဒါလတွေကိုပြန်ရောက်သွားသလိုပါပဲကွာတာတစ်ခုကအာရင်ကုန်ချမ်းနေပြီးခွန်အားတွေမရှိတော့တာပါပဲသားသမီးကိုချစ်တာကသဘာဝပါဒါပေမဲ့မေတ္တာတရားကိုဝန်တုပ်အဝင်ပြီးပြောင်းပြီးကိုယ့်ပခုံးပေါ်ကိုတင်လိုက်တာကတော့အဲ့ဒါမေတ္တာစင်မဟုတ်တော့ပါဘူးကိုစင်းရဲအောင်လုပ်တာပါအသက်ကြီးတဲ့မိဘတွေမှာမိကိုကိစ္စအိမ်မှုကိစ္စတွေကိုတာဝန်ယူပေးဖို့ဝတ္တရားမရှိတော့ပါဘူးသားသမီးအတွက်တင်စီပေးတာတွေဂရီးပြင်းသွားပြီလေကိုလှုပ်เสียအလုပ်ကိုသူများလာကူညီလုပ်ပေးတာကတယုံစင်ပါဒါပေမဲ့အဲ့ဒါကိုပွန်ဒီတာဝန်လို့တတ်မလိုက်ရင်တော့မိဘပေါ်သားသမီးပေါ်မတရားမှုတကူဖြစ်သွားပါလိမ့်မယ်အစပိုင်းမှာသားသမီးတွေကကျေးဇူးတင်ကြပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီကိစ္စကနေ့တိုင်းလိုတစ်နှစ်ပြီးတစ်နှစ်ဖြစ်လာတဲ့အခါကျေးဇူးတရားဆိုတာပျော့ကွယ်သွားပြီးပုံမှန်လုံရိုးလက်စင်လို့ဖြစ်သွားပါတော့တယ်သားသမီးကတစ်ချိန်လုံးကခေါင်းငုံနေကျေးဇူးတင်ခဲ့ဘူးပေမဲ့အခုတော့ဒါဟာဖြစ်ယူဖြစ်စဉ်ကိစ္စလို့မြင်သွားပါပြီတိတက်တဲ့စိတ်နဲ့ဝေမျှခြင်းတဲ့စိတ်တွေဟာတဖြည်းဖြည်းတိုက်စားခံလိုက်ရတယ်လို့ပါပဲဘာလို့လဲဆိုတော့မိဘတွေကအရာရာကိုလှုပ်ပေးနေမှာတော့ဘာပူစရာရှိတော့မလဲလीအိမ်ထဲမှာတင်တိတဆိတ်ကြီးထွားလာတဲ့ဂယုမဆိုင်မှုတွေကလူကြီးမိဘတွေကိုအကုန်ပေးဆက်ပြီးတာတော့မှထိုက်တန်တဲ့တန်ဖိုးထားမှုကိုမရရှိစေပါဘူးရှေးလူကြီးတွေတတိပေးခဲ့ဖို့ပါတယ်ကျေးဇူးတရားကိုပြန်မဆက်တာလူစိတ်ပြက်ပြားတာကျေးဇူးတရားနက်နက်ရှမ်းရှမ်းရှိပေမဲ့ပြန်မပေးဆက်တာအဲ့ဒါဟာလူစိတ်တွေခန်းချောက်သွားလို့မဲတဲ့ဒါပေမဲ့အဓိကအကြောင်းရင်းကတော့တခါတလေမိဘတွေစီမှာပဲရှိနေတတ်ပါတယ်သားသမီးကိုတန်ဖိုးထားတတ်အောင်မတင်ပေးပဲအလွန်အကျွံပေးဆက်ခဲ့မိလို့သားသမီးတွေကျေးဇူးတရားကိုတိတတ်ဖို့နဲ့ဝေမျှတတ်ဖို့သင်ယူရမယ့်အပိုင်းတွေကိုမိဘကဝင်ပြီးအကုန်လုပ်ပေးခဲ့မိလို့ဖြစ်ပါတယ်သားသမီးကိုချစ်တယ်ဆိုတာသားသမီးရဲ့အိမ်ထဲမှာကိုအိမ်ဖော်တယောက်ဖြစ်သွားအောင်လုပ်တာမဟုတ်ပါဘူးကူညီနိုင်တာကိုကူညီပါဒါပေမဲ့အတိုင်းအတာရှိပါစေလူငယ်တွေရဲ့တာဝန်ဖြစ်တဲ့ကိစ္စတွေကိုတော့သူတို့ဘာသာထမ်းဆောင်ပါစေဒီလိုမှသာသားသမီးတွေဟာတာဝန်ယူတတ်တဲ့ဘဝပုံစံကိုသင်ယူနိုင်မှာဖြစ်ပြီးမျှဝေခံစားတတ်လာမှာဖြစ်ပါတယ်အရေးကြီးဆုံးကတော့ကိုပြိုးထောင်ပေးခဲ့သူကိုတိတက်တဲ့စိတ်ရှိလာမှာဖြစ်ပါတယ်အသက်ကြီးတဲ့အရွယ်ဆိုတာတော့မျိုးဆက်သစ်အတွက်အလုပ်အကျွေးပြုရမယ်ကာလမဟုတ်တော့ပါဘူးချစ်ခင်ကျဉ်းနှံမှုခံယူရမယ့်အချိန်အေးအေးဆေးဆေးနေရမယ့်အချိန်ကြမ်းရှိနေတဲ့ဘဝအချိန်တွေကိုပြည့်ပြည့်ဝဝနေထိုင်ရမယ့်အချိန်ဖြစ်ပါတယ်အချိန်မှန်ရက်တန့်တတ်ခြင်းမရှိနေပေးဆက်မှုဆိုတာမြင့်မြတ်တဲ့အရာမဟုတ်တော့ပဲအိမ်တွင်းရေးကိုပျက်စီးစေတဲ့တိတ်တဆိတ်ထွန်းအားတစ်ခုဖြစ်လာပါလိမ့်မယ်မှတ်ထားပါကောင်းမွန်တဲ့အရာတွေဟာလက်ခံသူကတန်ဖိုးထားတတ်မှသာအဓိပ္ပာယ်ရှိတာပါကျေးဇူးတရားဆိုတာလဲလက်ခံသူကမှန်ကန်တဲ့နေရာကိုပြန်ဆုတ်ခွာပြီးတတ်မှသာရှင်တန်နိုင်တာဖြစ်ပါတယ်နံပါတ်၄သားသမီးရဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေကိုဝင်ပြီးဆုံးဖြတ်ပြီးခြင်းအသက်ကြီးတဲ့မိဘတော်တော်များများကျူးလွန်မိတတ်တဲ့အမားတစ်ခုကတော့သားသမီးရဲ့ဘဝမှာအရေးပါတဲ့ဆုံးဖြတ်ချက်ကြီးတွေအထိဝင်ပြီးဆွတ်ဖက်လွန်တာပါပဲအလို့အကောင်ရွေးချယ်တာအိမ်တောင်ဘက်ရွေးချယ်တာအိမ်ဝယ်တာအလို့ပြောင်းတာမြေးတွေကိုဘလို့ပြုစုပြိုးထောင်ရမယ်ဆိုတာကအစားမိဘတိုင်းကနောက်ဆုံးစကားပြောဝင်ရချင်ကြပါတယ်တချို့ကသားသမီးကိုချစ်လို့အတင်းအကျပ်လှုပ်ခိုင်းတာရှိသလိုတချို့ကြတော့ကိုဖြတ်တန်းခဲ့တဲ့အတွေ့အကြုံအရသားသမီးကကိုထက်ဘာလိုအပ်လဲဆိုတာကိုပိုတိနေတယ်လို့ထင်နေသူတွေရှိပါတယ်တချို့ကြတော့လဲရိုးရိုးလေးပါပဲသားသမီးဒုက္ခရောက်မှဖျောက်လို့ရွေးချယ်မှုမမျှတွေကိုလိုက်ပြီးထိန်းချုပ်နေကြတာပါဒါပေမဲ့သားသမီးအစားဆုံးဖြတ်ပြီးလေမိဘတွေကသားသမီးရဲ့ကိုယ်ပိုင်ဘဝရှင်သန်ခွင့်ကိုမတိမတာရိုက်ချိုးဖိလိဖြစ်နေတတ်ပါတယ်ကလေးတယောက်ဟာဘလောက်ပဲကြီးသွင်းလာပါစေကိုဘဝကိုကိုယ်တိုင်မဆုံးဖြတ်ခွင့်မရဘူးဆိုရင်အဲ့ဒါဟာအတောင်ပံမပါပဲဘယ်တော့မှပြင်းတန်းခွင့်မရရင်ငှက်တကောင်လိုဖြစ်နေပါလိမ့်မယ်သူတို့အောင်မြင်ကောင်းအောင်မြင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုဟာတတူတစ်ပါးရဲ့စိတ်ဆန္ဒကနေငှဲရမ်းရရဲ့အောင်မြင်မှုတာဖြစ်လာပါလိမ့်မယ်အကယ်၍ကြရှုံးခဲ့ရင်တော့သူတို့ဟာမိဘကိုပြန်ပြီးအပြစ်တင်ပါလိမ့်မယ်မိဘကဒီလိုလုတ်ခိုင်းလို့ဖြစ်ရတာဆိုပြီးတော့လေအဲ့ဒီအချိန်ကျရင်မျိုးဆက်နှစ်ခုကြားကဆက်ဆံရေးဟာတန်ရောစင်မဟုတ်တော့ဘဲအပြန်လန်းအပြစ်တင်မှုတွေစိတ်ပြက်ဖျားမှုတွေနဲ့ပြည့်နှောင်နေတဲ့ growth ကြိုးချစ်သွားမှလိမ့်မယ်ရှေးလူကြီးတွေဆုံးမပူပါတယ်လူဘဝဆိုတာကိုယ်ကံနဲ့ကိုယ်ပါအတင်းအကျပ်လုပ်ရလို့မရပါဘူးလူဘဝမှာကံကြမ္မာဆိုတာရှိပါတယ်အတင်းတောင်းဆိုလို့မရပါဘူးတဲ့ဒါပေမဲ့မိဘကဘလောက်ပဲဉာဏ်ပညာရှိပါစေတောင်းသမီးအစားဘဝခရီးဆုံးအထိလျံလောင်ပေးလို့မရပါဘူးဆုံးဖြတ်ချက်တချင်းစီရဲ့နောက်ွယ်မှာအကျိုးဆက်ကိုခံစားရမယ့်သူကသားသမီးပါတခြားသူမဟုတ်ပါဘူးအကယ်၍မိဘစကားကိုပဲနားထောင်ပြီးအမားလုပ်ခွင့်ရွေးချယ်ခွင့်မရဘူးဆိုရင်သားသမီးဒီဘယ်တော့မှကြီးတွင်းလာမှာမဟုတ်ပါဘူးဝိညာဉ်မပါတဲ့အရေးအလိုပဲဖြစ်နေပါလိမ့်မယ်ဉာဏ်ပညာရှိတဲ့မိဘဆိုတာဝင်ရောက်ဆွတ်ဖက်မဲ့အစားအချိန်တန်ရဲ့လက်လွတ်ပေးတဲ့သူဖြစ်ပါတယ်
သားသမီးရဲ့ခီးလမ်းမှာအတားအဆီးမဖြစ်စေပဲလမ်းပြပေးသူလိုအပ်ရင်အကြံဉာဏ်ပေးသူအဖြစ်သာနေထိုင်ပါမိဘကနောက်ဆုတ်လိုက်တဲ့အခါသားသမီးကရှေ့တက်လာဖို့အခွင့်အရေးရသွားပါတယ်မိဘကယုံကြည်ပေးလိုက်တဲ့အခါသားသမီးကကိုယ်ရွေးချယ်မှုအပေါ်တာဝန်ယူရဲသွားပါတယ်အဲ့ဒါမှသာစစ်မှန်တဲ့မိထားတရားဖြစ်ပါတယ်ထိမ့်ချိုတာမဟုတ်ပါဘူးလေးစားမှုနဲ့အတူရှင်တွဲလျှောက်လန်းပေးတာဖြစ်ပါတယ်အသက်ကြီးလာရင်ကိုအေးလူနေထိုင်ခွင့်ပြုပါသားသမီးကိုလည်းသူတို့ရဲ့ခြေထောက်သူတို့ရဲ့ဦးနောက်သူတို့ရဲ့နှလုံးသားနဲ့အမှန်တကယ်ရင့်ကျက်ခွင့်ပြုလိုက်ပါအဝေးကြီးကိုမျှော်တွေးပြီးကိုနဲ့မဆိုင်တော့တဲ့ဆုံးဖြတ်ချက်တွေတဲ့ဝင်မပါနဲ့တော့ဘာလို့လဲဆိုတော့မျိုးဆက်တစ်ခုချင်းစီမှာကိုပိုင်လေးလာတင်ယူစရာအတွေ့အကြုံတွေလိုအပ်လိုပါပဲရင့်ကျက်မှုဆိုတာရွေးချယ်ရဲတာမှားရဲတာနဲ့ပြင်စဲတာတွေကနေစတင်တာဖြစ်ပါတယ်ငါသားသမီးမျက်နှာပွေလဲဖို့အတွက်ကိုကအနစ်နာခံခြင်းမတိလိုက်မတိပါသားပဲမိဘများစွာဟာယုံကြည်ချက်တစ်ခုကိုရင်ထဲမှာဆွဲမြဲစွာထားရှိတတ်ကြပါတယ်အဲ့ဒါကတော့သားသမီးသာလူတော်ထဲမှာမျက်နှာပွင့်လဲမင်းဆိုရင်ငါတို့နည်းနည်းလောက်ဆင်းရဲခံလိုက်ရတာတန်ပါတယ်ဆိုတာပါပဲဒါကြောင့်တချို့ကမြေခွက်တွေရောင်းတယ်အိမ်ပေါင်းတယ်သားသမီးမင်္ဂလာဆောင်ကိုခန်းခန်းနားနားထီအောင်စီစဉ်ပေးတယ်တချို့ကအိုစာမင်းစာစုထားတဲ့ငွေလေးတွေထုတ်ပြီးသားသမီးတငယ်ကြီးတွေကြားမှာမျက်နှာမငယ်ရအောင်ကားဝယ်ပေးတယ်အိမ်ဝယ်ပေးတယ်တချို့ဆိုရင်နေမှာအေးဆေးဆေးနေရမယ့်ဘဝကိုစွန့်လွတ်ပြီးမြို့ပေါ်ကအိမ်ချင်းလေးမှာသားသမီးဂုံမငယ်အောင်လာနေပေးကြငွေချီးငါပြီးအိမ်ကြီးအိမ်ကောင်းဆောင်ပေးကြတာမျိုးရှိပါတယ်သားသမီးကိုချစ်လွန်းလို့ကိုပြန်ရုပ်သိမ်းလိုက်ပြီးအနစ်နာခံမှုပေါင်းစုံကိုပြုကြပါတယ်သားသမီးမျက်နှာရရင်ပြီးတာပဲဆိုပြီးတော့လေအဲ့ဒါဟာအသက်ကြီးတဲ့မိဘများစွာရဲ့ဝမ်းနည်းစရာကောင်းတဲ့အဖြစ်ဆိုးတစ်ခုပါပဲသူတို့ကညှိညူတာမရှိပဲသီးခံကြတယ်အပြန်အလှန်ဘာမှမတောင်းဆိုကြဘူးအနောက်ကနေပဲတိတ်ဆိတ်ရက်တီပေးကြတယ်သားသမီးဘဝတင့်တယ်ဖို့အတွက်တက်လုံးပင်မဆင်းရဲခံကြပါတယ်ဒါပေမဲ့ညမျိုးစရာကောင်းတာတစ်ခုကအဲ့ဒီလိုပေးဆက်မှုတွေကိုသားသမီးကအမြဲတမ်းအတိအမှတ်ပြုတာမဟုတ်ပါဘူးသားသမီးရဲ့ဘဝကအဲ့ဒီလိုလှုပ်ပေးမှပိုကောင်းလာမယ်ဆိုတာလေအာမကချက်မရှိပါဘူးရှေးလူကြီးတွေပြောတဲ့စကားရှိပါတယ်ပညာရှိကငွေကိုချစ်တယ်ဒါပေမဲ့ရယူတဲ့အခါတရားနီးလန်းကြယူတယ်လူကောင်းကပစ္စည်းဥစ္စာကိုနှစ်သက်တယ်ဒါပေမဲ့မှန်ကန်တဲ့လမ်းကြောင်းနဲ့ပဲယူတယ်သားသမီးရဲ့ဂုဏ်သိက္ခာကိုမိဘရဲ့ချွေးမျက်ရည်အိုမင်းရင့်ကြော်မှုတွေနဲ့လဲယူရမယ်ဆိုရင်အဲ့ဒါဟာဂုံယူစရာချက်ရဲစရာကိစ္စတစ်ခုဖြစ်နေပါလိမ့်မယ်ပြင်ပလူတွေကအားကြခြင်းအားကြပါလိမ့်မယ်ဒါပေမဲ့အတွင်းတီတွေဖြစ်တဲ့မိဘတွေကတော့နေ့စဉ်နဲ့အမျှရင်ထဲမှာမွန်းကြံနေရပါလိမ့်မယ်ပိုဆိုတာကသားသမီးတွေဟာအလိုလိုက်ခံရတာမျက်နှာရအောင်လှုပ်ဖေးတာတွေကိုရင်ပါသွားကြပြီးကိုရက်တီချင်းစိတ်ပျောက်ဆိုးသွားတတ်ကြပါတယ်အကောင်ကွယ်အခွင့်တစ်ခုထဲမှာနေထိုင်ရင်ကိုယ်ပိုင်စူးစမ်းအားထုတ်မှုရဲ့တန်ဖိုးအစစ်တင်းကိုမေ့လျော်သွားတတ်ကြပါတယ်မိဘလုပ်တဲ့လူတွေအနေနဲ့ဘသူမှတော့ကိုသားသမီးကိုအခြားလူကချီးဝမ်းတာမလိုချင်ပဲနေမလဲဒါပေမဲ့အဲ့ဒီအထွတ်ကြောင့်ကိုဘွားရဲ့အိုမြင့်ချိန်အေးချမ်းမှုပင်ကိုရှိရင်စွာညီချမ်းမှုတွေကိုစတွန့်လစ်လိုက်ရမယ်ဆိုရင်တော့အဲ့ဒါတန်ရဲ့လားလို့မေးစရာရှိပါတယ်အသက်ကြီးလာရင်ကိုနဲ့တသားစီကြအောင်နေထိုင်ပါကိုအတွက်မဟုတ်တဲ့မိဘတွေဖောက်ဖို့အတွက်နဲ့ဘဝကိုသုံးပါနဲ့တော့သားသမီးမျက်လာပွင့်လန်းဖို့ဆိုတာကျူးစားရင်ရလာမယ်လက္ခဏာထစ်တင်တာပါမိဘကနောက်ကနေပံ့ပိုးပေးရမယ်ဇက်ထုံမထင်သင့်ပါဘူးဒါကြောင့်အသက်ကြီးလာရင်စိတ်ပေါ်လျအောင်နေထိုင်ပါလုံလောက်တယ်ဆိုတာသိပါကိုအကျွေးမတင်စေပါနဲ့ကြံရှိနေတဲ့ဘဝအချိန်တွေကိုသားသမီးရဲ့ဂုဏ်သိက္ခာအဒရာနောက်ခံကားချက်အချိန်မပြောင်းလဲလိုက်ပါနဲ့ဂုဏ်သိက္ခာဆိုတာမိဘကိုအမိပြုရတယ်ဆိုရင်အဲ့ဒါကိုဂုဏ်မဟုတ်ပါဘူးအားနည်းချက်ရဲ့လက္ခဏာတစ်ခုသာဖြစ်ပါတယ်သားသမီးကိုအရွေချင်းနဲ့မျက်နှာပွင့်လန်းအောင်တင်ပေးပါသူတို့ရဲ့ကိုချင်းတရားနဲ့ဘဝနေထိုင်ပုံသာဂုဏ်သိက္ခာဖြစ်ပါစေမိဘရဲ့ချစ်ကုပ်စူဆောင်းထားတဲ့ပေးဆက်မှုတွေနဲ့မဖြစ်ပါစေနဲ့6သားသမီးအစားမြေးတွေကိုပြည့်စုံအောင်မွေးမြူပေးခြင်းခေတ္တလူအဖွဲ့အစည်းမှာမကြာခဏတွေ့ရတဲ့မြင်ကွင်းတစ်ခုကတော့မိဘတွေအလို့သွားအဘိုးဘွားတွေအိမ်မှာမြေးထိန်နေရတာပါပဲအစပိုင်းမှာတော့လူတိုင်းကဒါဟာရိုးရှင်းတယ်လို့ထင်ကြပါတယ်မိဘကသားသမီးကိုကူညီမယ်အသက်ကြီးလာရင်မြေးတွေကသားသမီးကိုကူညီမယ်ဒါတဘာဝပဲပေါ့ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီကူညီမှုဆိုတာကတာဝန်ဝတ္တရားအဖြစ်ပြောင်းလဲသွားပါတယ်ထမင်းခွန်ကျွေးတာတိတ်တာချော့တာကြောင်းပို့ကြောင်းကျိုလှုပ်တာတွေအားလုံးဟာအသက်60-90ကျော်နေတဲ့အဘိုးဘွားတွေရဲ့ပခုံးပေါ်ရောက်လာပါတယ်တချို့လူတွေကသားသမီးကိုချစ်လို့မြေးကိုချစ်လို့အန်ဂျိတ်ပြီးပင်ပန်းခံကြပါတယ်ကိုသားသမီးစိတ်အေးလည်းအလွတ်လုံနိုင်အောင်နောက်ဆုတ်ပေးကြပါတယ်ဒါပေမဲ့သူတို့မသိတာကပေးဆက်ရမယ့်တန်ဖိုးဟာကျမကြီးယိုရွေးလာတာအိုမင်းကြီးမှာစိတ်မငြိမ်တက်ရတာတွေမကပါဘူးတာဝန်ယူမှုတွေလွဲမားကုန်ပြီးတန်တရားလေးနေတာလည်းပါဝင်ပါတယ်
သားသမီးကအေးဆေးဖြစ်သွားပေမဲ့မြင်းငယ်လေးတွေကြတော့မိဘရင်းနဲ့ရင်းနှီးကျွမ်းဝင်မှုအားနည်းသွားပါတယ်အဘိုးဘွားတွေကြတော့ကိုခန္ဓာရောစိတ်ပါနွားနေကုန်ပါတယ်ရှေးလူကြီးတွေဆုံးမဖို့ပါတယ်မိဘဂျေဇုကကြီးမားတယ်ပေးဆက်လို့မကုန်နိုင်ဘူးဒါပေမဲ့မိဘဂျေဇုဆိုတာကုညီယုံတတ်ပါအစားထိုးလုပ်ပေးလို့မရပါဘူးအခုခေတ်မှာဒီအချက်ကပိုပြီးမှန်ကန်ပါတယ်မိဘကသားသမီးကိုပြုစုပြောထောင်ဖို့တာဝန်ရှိတယ်အဘိုးဘွားကမျိုးဆက်သစ်ကိုချစ်ခင်ခြင်းနာယုံတတ်ပဲဖြစ်တင်ပါတယ်အကယ်၍အဘိုးဘွားကနေရာဝင်လိုက်နေဆိုရင်မိဘနဲ့သားသမီးကြားကဆက်ဆံရေးမှာဟာကွက်တွေဖြစ်လာနိုင်ပါတယ်အဘိုးဘွားတွေကမြေးကိုတာဝန်အဖြစ်ယူပြီးမွေးမြူပေးလိုက်တာကနောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်စေပါတယ်မြေးတွေကမိခိုတက်လာတယ်အလိုလိုက်ခံရတာများထွားတယ်သားသမီးတွေကမိဘတာဝန်ကိုပို့ပို့တန်တန်သဘောထားလာကြတယ်မိသားစုထဲမှာသဘောထားကွဲလွဲမှုတွေအလွဲတကူဖြစ်လာတတ်ပါတယ်မိခိမ့်နဲ့နီလန်းမတူတာကြောင့်သားသမီးနဲ့အဘိုးဘွားစကားများကြတယ်တချို့မိဘအိုးတွေဆိုရင်မြေးလဲထိန်ရသားသမီးနဲ့လည်းစကားများရနဲ့မတူညီတဲ့ပြုစုပြောထောင်တွေကြောင့်စိတ်ဆင်းရဲရပါတယ်အသက်ကြီးရမယ့်အရွယ်ဟာအနားယူရမယ့်အရွယ်စိတ်အေးချမ်းသာနေရမယ့်အရွယ်ပါကိုယ့်အိမ်ထဲမှာတင်စစ်မြေပြင်တစ်ခုလိုတိုက်ကွဲဝင်ရမယ့်အရွယ်မဟုတ်ပါဘူးမြေးမိတွေကိုချစ်တာကတော့သားသမီးအစားအကုန်လုပ်ပေးလိုက်တာမျိုးမဖြစ်သင့်ပါဘူးအဘိုးဘွားရဲ့ပံ့ပိုးမှုဟာလိုအပ်တဲ့အတိုင်းအတာတစ်ခုအထိပဲရှိသင့်ပါတယ်ကုညီတာတတ်တတ်ပဲဖြစ်သင့်ပါတယ်သားသမီးတွေမိဘတာဝန်ကိုအပြည့်အဝယူပါစေမိဘတာဝန်ယူမှသာမိသားစုကမျှတမှုရှိမှာဖြစ်ပါတယ်အဘိုးဘွားတွေကအကန့်အသတ်ကိုသိပြီးအသက်ကြီးလာတဲ့အချိန်မှာကိုအတွက်နေထိုင်ခွင့်ပြုလုပ်တာကသာတကယ်တော့နောင်လာမယ့်နှစ်ကာလတွေအတွက်စိတ်ချမ်းသာမှုဝိညာဉ်ရေးအေးချမ်းမှုတွေကိုရရှိစေမှာဖြစ်ပါတယ်မိတ်ဆွေများခင်ဗျမိဘလုံသူတွေအနေနဲ့သားသမီးတွေလူတော်လူကောင်းဖြစ်ဖို့အောင်မြင်ဖို့ပျော်ရွှင်ဖို့မျှော်လင့်တာကတော့ဘယ်သူမှဆိုရှိကြတာပါပဲဒါပေမဲ့တခါတလေကြာရင်လွန်ခဲ့တဲ့မြစ်တာတွေကအတိုင်းအတာမရှိဖေးဆက်မှုနဲ့အခြေအနေမရှိတီးခံခွင့်လွှတ်မှုတွေကမတိလိုက်မတိပါနဲ့ပဲသားသမီးကိုမရင်ကျက်အောင်ဂျေဇုတရားမတိတတ်အောင်ကိုယ့်ဘဝကိုကိုယ်တိုင်မရက်တိတတ်အောင်တွန်းပို့လိုက်တယ်လို့ဖြစ်နေတတ်ပါတယ်သားသမီးအစားအကျိုးဆက်တွေဝန်ခံပေးတာအကျင့်ဆိုးတွေကိုဖုံးကွယ်ပေးတာအိမ်မှုကိစ္စတွေကိုတင်းကျုံလုပ်ပေးတာသားသမီးအစားဆုံးဖြတ်ချက်တွေချပေးတာအနစ်နာခံပြီးမျက်နှာပွင့်အောင်လုပ်ပေးတာမြေးတွေကိုတာဝန်ယူမွေးမြူပေးတာဒီအရာအလုံးဟာမေတ္တာတရားကနေမြစ်ဖျားခန္ဓာမှန်ပေမဲ့အနေထားမနှိမ့်မဲ့ဆိုရင်အဲ့ဒီမေတ္တာတရားကဓာသွားနှစ်ခတ်ထစ်သွားနိုင်ပါတယ်မိဘတော့သားသမီးတော့ထိခိုက်စေနိုင်ပါတယ်အသက်ကြီးလာတဲ့မိဘတွေပင်ပန်းရတယ်တစ်သက်လုံးမနာရဟုတ်သားသမီးတွေကတော့မိခိုတတ်တဲ့အကျင့်ကိုဘာဟောက်ကြီးတဲ့အကျင့်နဲ့တာဝန်မဲ့တဲ့အကျင့်တွေဆွဲကတ်သွားကြပါတယ်မှတ်သားထားပါကောင်းမွန်တဲ့အရာတွေဟာလက်ခံသူကတန်ဖိုးထားတတ်မှတာအထိပ္ပယ်ရှိတာပါကျေးဇူးတရားဆိုတာလေပေးကမ်းသူကမှန်ကန်တဲ့နေရာကိုပြန်ဆုတ်ခွာပေးတတ်မှတာရှင်းတတ်နိုင်လားဖြစ်ပါတယ်တစ်ချက်အသက်ကြီးလာရင်သားသမီးအစားဆုံးဖြတ်ချက်တွေချမပေးပါနဲ့တော့သူတို့ရဲ့ရွေးချယ်မှုသူတို့ရဲ့အမားတွေနဲ့သူတို့ရဲ့သင်ခန်းစာတွေအပေါ်မှာတာဝန်ယူခွင့်ပြုလိုက်ပါနှစ်အိမ်မှုကိစ္စတွေကိုကိုယ်တာဝန်လို့သဘောမထားပါနဲ့အိမ်မှုကိစ္စဝေမျှလက်ကင်တာဟာမိသားစုဝန်ထမ်းရဲ့တာဝန်ဖြစ်ပြီးမေတ္တာတရားပြသတဲ့နီလန်းလည်းဖြစ်ပါတယ်၃သားသမီးရဲ့အကျင့်ဆိုးတွေကိုဖုံးကွယ်မပေးပါနဲ့ရိုးသားမှုနဲ့အမားဝန်ခံရတဲ့တတိဟာရင်ကျက်မှုရဲ့အုတ်မြစ်ဖြစ်ပါတယ်၄သားသမီးမျက်နှာပွင့်လန်းဖို့အတွက်ကိုအလွန်အကျွမ်းမစတေးပါနဲ့သားသမီးရဲ့ဂုဏ်ဒိတ်ခါဟာသူရဲ့ကိုယ်ပိုင်အရေးအချင်းနဲ့လာရမှာဖြစ်ပြီးမိဘရဲ့ချွေးနှဲစာနဲ့လဲလွယ်ရမှာမဟုတ်ပါဘူး၅မြေးတွေကိုတာဝန်အပြည့်ယူပြီးမမွေးမြူပါနဲ့အဘိုးဘွားရဲ့ချစ်ချင်းမေတ္တာဟာအားဖိပေးယုံတက်ဖြစ်တင်ပြီးမိဘတာဝန်ကိုအစားထိုးတာမျိုးမဖြစ်သင့်ပါဘူးနောက်ဆုံးအနေနဲ့ပြောချင်တာကတော့အသက်ကြီးလာတဲ့အခါကိုပိုချစ်ပါကိုယ့်ရဲ့ကျန်းမာရေးကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ကိုယ့်ရဲ့ဝိညာဉ်ရေးရငြင်းချမ်းမှုကိုဂရုစိုက်ပါအဲ့ဒါကကောင်းကျိုးအသက်တက်မဟုတ်ပါဘူးသားသမီးကိုပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်လည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပျော်ရွှင်ကျမ်းမာတဲ့မိဘဟာသားသမီးတွေအတွက်ခိုင်မာတဲ့ကြောထောင်နောက်ခံဖြစ်တယ်လို့စိတ်အေးချမ်းစေရအကောင်းဆုံးနေရာလေးလည်းဖြစ်လို့ပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုဘ ഹു တုတရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ Dhamma Light Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးတာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေDhamma Yongchi Dhamma Light YouTube Channel Dhamma Yongchi Dhamma Light YouTube Channel